Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ Main Burmese blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်လိုက်ပြပေးမှာကတော့ဒီကျွန်တော်တို့ AIS ထဲမှာကျွန်တော်ဒီကန့်ကတ်ထားတဲ့အချိန်မှာကျွန်တော် AIS တေးကြမှာပေါ့နော်မိုးဆိုပြီးတော့တောင်းတာတယ်ပေါ့အခုကျွန်တော်တို့ကန့်ကဒီပါရှာလောက်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီ pilot on board ဖြစ်ပြီးကျိုးတွေလည်းအကုန်လုံး on board ဖြစ်ပြီးဆိုတာနဲ့ကျွန်တော်တို့ AIS မှာမိုးနေရာမှာကျွန်တော်တို့က underway using engine ဆိုပြီးတော့ကျွန်တော်တို့ပြောင်းရမယ်အဲ့ဒီပြောင်းရမယ့်ဟာကိုကျွန်တော်ကလိုက်ပြီးတော့ပြပါမယ်ကျွန်တော်လည်းဒီလိုက်ခဲ့ကြပါအခုကကျွန်တော် AIS ဒါ AIS ပါကျွန်တော်ကန့်ကတ်ထားတဲ့အတွက်ကြောင့်မိုးဆိုပြီးတော့ကျွန်တော်တို့ပြောင်းထားတယ်ပေါ့နော်အခုကကျွန်တော်တို့သင်္ဘောထွက်မယ် pilot လေး on board ဖြစ်ပြီးလို့ရှိရင်ကျိုးတွေအကုန်လုံးလေး on board ဖြစ်ပြီးဆိုရင်ကျွန်တော်တို့ကဒီမိုးနေရာမှာကျွန်တော်တို့ underway using engine ကိုပြောင်းရပါမယ်အခုဆိုရင်ကျွန်တော်မိုးကနေပြောင်းပါမယ်underway using engine အဲ့နေရာကိုကျွန်တော်ပြောင်းလိုက်မယ်ဆိုတော့ကျွန်တော်တို့ကဒီဟာကိုပြန်ပြီးတော့နော်အခုကသင်္ဘောမထွက်ရသေးတဲ့အတွက်ကြောင့်ဒီနေရာကိုပြန်ပြောင်းရမယ်မိုးကိုပြန်ပြောင်းရမယ်ပေါ့နော်ဒီပါအဲ့ဆိုရင်ရပြီပေါ့ပြီးလို့ရှိရင် destination ကျွန်တော်တို့ကဒီဂျပန်ကနေ America ကိုသွားမယ်ဆိုတော့အဲ့ destination နေရာမှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ USA ကိုရိုက်ထည့်ရပါမယ်အဲ့တော့ဆိုတော့ကျွန်တော်မရိုက်သေးဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့က ETA ရိုက်မယ် ETA ရိုက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီဟာကာကိုထိုင်ရှိကကျွန်တော်ကာကိုရှိပဲရေးထားတယ်ပြီးလို့ရှိရင်ဒီဟာကတော့တင်ပေါ်မှာရှိတဲ့လူတွေပါဆိုတော့เนาะကျွန်တော်20ရှိတဲ့အတွက်20ဥပမာ21ရောက်ရှိရဲမှာ21ရောက်တဲ့ဒီဘက်ရှိရအောင်เนาะ21ရောက်ဒီဘက်21 23အဲ့လိုစံတယ်เนาะအခုကျွန်တော်က20ရှိရတဲ့ကြောင့်20ပဲထားပါမယ်20ထားမယ်အဲ့တော့ပါတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ video file လေးကိုကြိုက်နှစ်သက်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးကြပါဦးလို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဒီလေးကျွန်တော်ဒီလိုမျိုးseaman knowledge တွေကိုကျွန်တော် share လုပ်တော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ